မြေကိုဘယ်လိုခေါ်လဲဆရာ မြေကိုမလေးလို့တာနမ်တာနမ် ဒါဆိုရင်မြေကြီးကိုရောဘယ်လိုခေါ်လဲဆရာ မြေကြီးကိုမလေးလို့ဘူမိဘူမိ ကဘာမြေကြီးကိုရောဘယ်လိုခေါ်လဲဆရာ ကဘာမြေကြီးကိုမလေးလို့ဘူမိဒူနီယံဘူမိဒူနီယံ ဒါဆိုရင်ဆရာဒီနေရာကိုရောမလဲတော့ဘယ်လိုပြောလဲ နေရာဒီနေရာကိုမလေးလို့လိုကာစီဒါမှမဟုတ်တမ်ပလိပ်စာကိုရောမလဲတော့ဘယ်လိုပြောလဲဆရာ လိပ်စာကိုဥပမာနေရာလိပ်စာကိုမလေးလို့အလာမ စာတိုက်ကိုရောဘယ်လိုခေါ်လဲဆရာ စာတိုက်ကိုမလေးလို့ပဂျာဘတ်ပို့စ် တာယုံကိုရောဘယ်လိုခေါ်လဲဆရာ တာယုံကိုမလေးလို့ကဒူတာအမ် ရဲစခန်းကိုရောဘယ်လိုခေါ်လဲဆရာ ရဲစခန်းကိုမလေးလို့ဘာလိုက်ပူလစ် ထောင်ကိုရောဘယ်လိုခေါ်လဲဆရာ ထောင်ကိုမလေးလို့ပန်ဂျာရမ် ရှစ်နေကိုဘယ်လိုခေါ်လဲဆရာ ရှစ်နေကိုမလေးလို့ပကူအမ်ဒါမှမဟုတ် lawyer တရားရုံးကိုရောမလဲတော့ဘယ်လိုခေါ်လဲဆရာ တရားရုံးကိုမလေးလို့မာကာမ ရဲဖတာရောမလဲတော့ဘယ်လိုပြောလဲဆရာ ရဲဖားတာကိုမလေးလို့ police တန်ကာ ပြေးတာကိုရောမလဲတော့ဘယ်လိုပြောလဲဆရာ ပြေးတာကိုမလေးလို့လာရီ ကျောင်းကိုရောဘယ်လိုခေါ်လဲဆရာ ကျောင်းကိုမလေးလို့စကောလာ ကက်ဆယ်ရေးကိုရောဘယ်လိုခေါ်လဲဆရာ ကယ်ဆယ်ရေးကိုမလေးလို့မညံလာမ